လီယိုနယ်မက်ဆီကို2023ခုနှစ်ရဲ့ဘောလုံးတော်ဆွေရှင်အဖြစ်နဲ့ FIFA ရဲ့တနစ်တာအကောင်းဆုံးကစားသမားဆွေရှင်ဖြစ်ကြေညာခဲ့တာဟာဘောလုံးလောကသမိုင်းတစ်လျှောက်မှာအရှုပ်ထွေးဆုံးနဲ့အတိတ်ပဲမရှိဆုံးဆုံးဖြတ်ချက်တွေကတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတာကျွန်တော်ရှင်းပြပါမယ်။2023ခုနှစ်မှာမက်ဆီဟာ PSG နဲ့ Inter Miami အသင်းတွေမှာ28ဂိုးသွင်းပြီး12ဂိုးဖန်တီးခဲ့ပါတယ်။စုစုပေါင်းဂိုးပေါင်ဝင်ပတ်သက်မှုက40ရှိခဲ့တာပါ။သူဟာ PSG နဲ့အတူလီဂူ1ဖလားနဲ့ MLS League Cup ဖလားစုစုပေါင်းဖလားနှလုံးရရှိခဲ့ပါတယ်။ဒါပါပဲ။ဒီချက်ပူတာမရှိပါဘူး။အခုအယ်လင်ဟာလန်နဲ့နှိုင်းယှဉ်ကြည့်အောင်ဟာလန်ဟာ2023ခုနှစ်မှာ52ဂိုးထိသွင်းယူခဲ့ပါတယ်။ဒါဟာမက်ဆီရဲ့စုစုပေါင်းဂိုးပေါင်ဝင်ပတ်သက်မှုထက်တောင်များနေပါပြီ။ဂိုးဖန်တီးမှုတွေကိုထည့်အောင်မတွက်ရသေးပါဘူး။ဒါနဲ့တင်သူကဘောလုံးတော်အဆင့်သတ်မှတ်ချက်မှာအသာစီးရတင်နေပါပြီ။ဒါတင်မကသေးပါဘူး။အဲ့ဒီနှစ်မှာပဲဟာလန်ကပရီးမီးယားလိဂ်ဂိုးသွင်းဆိုင်ခြင်းကိုချိုးဖျက်ခဲ့ပါတယ်။ပရီးမီးယားလိဂ်ဖလားရခဲ့တယ်။ FA ဖလားရခဲ့တယ်။ပြီးတော့ချန်ပီယံလိဂ်ဖလားကိုလည်းရရှိခဲ့ပါတယ်။ဒါဟာကမ္ဘာ့အခက်အခဲဆုံးလိဂ်မှာအင်္ဂလိပ်ဘောလုံးလောကရဲ့အဖိုးတန်ဆုံးဖလားသုံးလုံးကိုရရှိခဲ့တာပါ။ဒါ့အပြင်ဟာလန်ကချန်ပီယံလိဂ်ရဲ့တင်ကိုအများဆုံးကစားသမားတဦးလည်းဖြစ်ခဲ့ပါတယ်။သူဟာဥရောပမှာရှင်မြန်ရုံနဲ့မကပဲတူးလည်းကြီးစိုးနိုင်ခဲ့တာပါ။ဒါကြောင့်ကျွန်တော်မေးခွန်းတစ်ခုလောက်မေးပြရစီ။ဘယ်တုန်းကလေးကဂိုးပေါင်ဝင်ပတ်သက်မှု40ဟာ52ဂိုးအပြင်တမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှုထက်ကိုပိုပြီးအရေးပါသွားရတာလေ။ဘောလုံးတော်စုတွေမကပါဘူး။မက်ဆီယာ FIFA ရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။ဘယ်လိုမျိုးကြောင့်လဲ။ဒါတွေကိုပြပြပြီးတဲ့နောက်မှာတော့လူများစုက2022ကမ္ဘာ့ဖလားအကြောင်းကိုပဲထည့်ပြောကြပါတယ်။တကယ်လို့2022ကမ္ဘာ့ဖလားက2023ကဆုတွေအတွက်ဆုံးဖြတ်ချက်ပေးတယ်ဆိုရင်တော့ Julian Everett ကသာဆုရတဲ့တာပါ။ဘာလို့လဲဆိုတော့သူကအဲ့ဒီကာလအတွင်းမှာပဲကမ္ဘာ့ဖလားရောဖလားသုံးလုံးကိုရရှိရလို့ပါအဲ့ဒီရုပ်တိအရာဆိုရင် Everett ဟာမက်ဆီနဲ့ဟာလန်နှစ်ယောက်လုံးထပ်တောင်ပို့ပြီးဆုနဲ့ထိုက်တန်နေပါတယ်ဒါပေမဲ့ဘယ်သူကမှဒါကိုထည့်မပြောကြပါဘူးဒါကြောင့်ကျွန်တော်ထပ်မေးပါမယ်2023မှာမက်ဆီကိုကြော်ဖြတ်နိုင်မှုဟာလန်အနေနဲ့ဘာတွေများထပ်လုပ်ဖို့လိုနေသေးလို့လဲဖြေရတော့ဘာမှလုပ်စရာမလိုတော့တာပါလူတွေကမက်ဆီယာ FIFA ရဲ့အချစ်တော်သားလေးလို့ပြောကြတာဒါဟာနောက်ပြောင်မှုမဟုတ်ပါဘူးကျွန်တော်တို့အားလုံးကိုယ်တိုင်မြင်တွေ့နေရတဲ့အကြောင်းပေါ်မှာအခြေခံပြီးပြောတာပါဒါကိုခြုံငုံကြည့်လိုက်ရင်ဒီဆုနဲ့တကယ်ထိုက်တန်တာဘယ်သူလို့ထင်လဲခင်ဗျားတို့ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ်ဒီလိုဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့အတွက် follow လေးနှိပ်ခဲ့ပေးကြပါ